အားလုံးပဲမင်္ဂလာပါလူတိုင်းဟာပါရမီရှင်တွေပါဒါပေမဲ့သင်ကငါးတစ်ကောင်ကိုတစ်ပင်တက်တက်ဆွမ်းရည်နဲ့တိုင်းတာမယ်ဆိုရင်အဲ့ဒီငါးကသူ့တဘွားတစ်ခုလုံးသူ့ကိုယ်သူတုံးရတယ်လို့ထင်ပြီးဂုံဆိုးသွားပါလိမ့်မယ်လို့အဲဘယ်အိုင်စတိုင်းကပြောခဲ့ပူပါတယ်ကျွန်တော်တို့တွေကငယ်စဉ်ကတည်းကကျောင်းမှာသင်ချာညံ့တာအမှန်နဲ့တာမျိုးကြုံရတဲ့အခါကိုညံမကောင်းဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ငယ်ညံတွေးဆိုတာတစ်ဖက်တည်းရှိတဲ့အရာမဟုတ်ပါဘူး1983ခုနှစ်မှာHarvard တက္ကသိုလ် Professor Howard Gardner ကဉာဏ်ရည်ဆိုတာစွမ်းရည်တစ်ခုတည်းမဟုတ်ပဲမတူညီတဲ့စွမ်းဆောင်ရည်တွေစုစည်းနေတာလို့သူ့ရဲ့မျိုးစုံသောဉာဏ်ရည်ဉာဏ်သွေး theory နဲ့သက်သေပြခဲ့ပါတယ်။ဉာဏ်ရည်ကိုသိရှိခြင်းအရေးပါပုံကိုမှရှိရဲ့ဉာဏ်ရည်မျိုးစားကိုတည်ထားဖို့ကဘာကြောင့်အရေးကြီးတာလဲ။အဖြေကတော့ကိုယ့်ရဲ့အားနည်းချက်ကိုပြင်ဖို့ထက်ကိုယ့်ရဲ့အားသာချက်တွေကိုသိရှိပြီးပိုတိုးတက်အောင်လေ့ကျင့်နိုင်ဖို့ဖြစ်ပါတယ်။ဥပမာနည်းပညာပိုင်းမှာတော်ပေမဲ့လူမှုဆက်ဆံရေးဉာဏ်ဖြင့်တဲ့သူတယောက်ကိုအဲကျိုအလုပ်ပေးထားတာမျိုးကသူ့ရဲ့စွမ်းဆောင်ရည်ကိုအလဟတ်တာဖြစ်စေပါတယ်။ကိုယ့်ရဲ့ဉာဏ်ရည်ကိုသိရှိခြင်းကကိုယ်နဲ့ကိုက်ညီတဲ့အတံမွေးဝမ်းချောင်းကိုရွေးချယ်ဖို့ကူညီပေးနိုင်ပါတယ်။ခုကပ်နာရဲ့ theory ထဲကဉာဏ်ရည်ကိုမျိုးကိုတစ်ခုချင်းကြည့်ကြရအောင်။နံပါတ်1ဘာသာစကားဉာဏ်ရည်စကားလုံးတွေကိုထိရောက်စွာအသုံးပြုနိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့စာရေးသားခြင်းပုံမြင်ပြပြခြင်းနဲ့ရှုပ်ထွေးတဲ့အဓိပ္ပာယ်တွေကိုနားလည်ခြင်းတို့မှာကောင်းမွန်ပါတယ်။အားသာချက်တွေကတော့စာရေးသားခြင်းစာဖတ်ခြင်းလူများရှိမှစကားပြောခြင်းဘာသာစကားသင်ယူခြင်းတို့ဖြစ်ပါတယ်။စာရေးဆရာတွေဂျာနယ်လစ်တွေနဲ့လူအများရှိစကားပြောကောင်းသူတွေမှာတွေ့ရတတ်ပါတယ်။နံပါတ်2ယုတ်တိသင်္ချာဉာဏ်ရည်ကိန်းကနန်းအနေနဲ့ယုတ်တိကြကြခွဲခြမ်းစိတ်ပြန်နိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့တင်ချာတွက်ချက်မှုများဇာတိုင်စဉ်းစားတွေးခေါ်မှုများနဲ့တသနာများကိုယုတ်တိကြကြခွဲခြမ်းစိတ်ပြနိုင်စွမ်းနေပါဝင်ပါတယ်။အားသာချက်တွေကတော့တင်ချာကိုရေးသားခြင်းဗျူဟာမြောက်ဂိမ်းများ theory သိပ္ပံဆိုင်ရာတို့မှာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေနဲ့ engineer တွေမှာဒီဉာဏ်ရည်အားကောင်းတတ်ပါတယ်။နံပါတ်3ကတော့ပုံပေါ်ဉာဏ်ရည်ဖြစ်ပါတယ်။သုံးဖက်မြင်တွေးခေါ်နိုင်စွမ်းနဲ့ပုံရိပ်တွေကိုနားလည်နိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့စိတ်ကူးနဲ့ပုံဖော်ခြင်းနဲ့အရာဝတ္ထုတွေဟာနေရာထဲမှာဘလို့ကိုက်ညီတဲ့ဆိုတာကိုနားလည်ခြင်းတို့ပါဝင်ပါတယ်။အားသာချက်တွေကတော့ပုံဆွဲခြင်းဗိတုကပညာဒီဇိုင်းလမ်းညွှန်ခြင်းဖြစ်ပါတယ်။ပကြီးစရာဗိတုကပညာရှင်နဲ့လင်ရင်မှုတွေမှာဒီစွမ်းရည်ရှိပါတယ်။နံပါတ်4ကိုယ်ခန္ဓာလှုပ်ရှားမှုဉာဏ်ရည်ကိုယ်ခန္ဓာကိုထိရောက်စွာအသုံးပြုပြီးပြဿနာဖြေရှင်းနိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့ရုပ်ပိုင်းဆိုင်ရာနဲ့အားကစားစွမ်းရည်အပြင်ခန္ဓာကိုယ်အသိဉာဏ်ကိုပါပြသနိုင်ပါတယ်။အားသာချက်များကတော့အားကစားကားကုန်ခြင်းတရုပ်ဆောင်ခြင်းရုပ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာများဖြစ်ပါတယ်။အားကစားသမားကားခြေတန်းနဲ့ခွဲစိတ်ဆရာဝန်တွေဟာဒီဉာဏ်ရည်မြမားသူတွေပါ။နံပါတ်5ဂီတဉာဏ်ရည်စီးချက်တန်စင်နဲ့ဂီတကိုခွဲခြားဖန်တီးနိုင်စွမ်းနေဖြစ်ပါတယ်။ထူးခြားချက်တွေကတော့ဒုတိယတိခတ်ခြင်းနဲ့အတန်နဲ့စီးချက်ကိုခွဲခြားသိမြင်ခြင်းတို့မှာထူးချွန်ပါတယ်။အားသာချက်တွေကတော့ဒုတိယတီးခြင်းတချင်းရေးဆက်ခြင်းဂီတမှတ်ဉာဏ်တို့ဖြစ်ပါတယ်။ဂီတသမားတွေနဲ့တချင်းရေးဆက်သူတွေမှာတွေ့ရပါတယ်။နံပါတ်6လူချင်းချင်းဆက်ဆံရေးဉာဏ်ရည်အခြားသူတွေရဲ့ခံစားချက်နဲ့လိုအပ်ချက်တွေကိုနားလည်ပြီးထိရောက်စွာဆက်ဆံနိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့ကိုယ်မူရာဘာသာစကားကိုဖန်နိုင်ခြင်းစိတ်ခံစားမှုတွေကိုနားလည်ခြင်းနဲ့လူမှုရေးဆိုင်ရာဉာဏ်ရည်တွေဖြစ်ပါတယ်။အားသာချက်တွေကတော့ဆက်သွယ်ရေးခေါင်းဆောင်မှုစာနာနားလည်မှုပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပါတယ်။ဒါဟာနေ့စဉ်ဘဝဆက်ဆံရေးမှာအရေးကြီးဆုံးဉာဏ်ရည်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်9မိမိကိုယ်ကိုဆက်ဆံရေးဉာဏ်ရည်မိမိကိုယ်ကိုတတိပြုမိခြင်းနဲ့မိမိရဲ့စိတ်ခံစားချက်စိတ်ဆော်မှုတွေကိုနားလည်ခြင်းဖြစ်ပါတယ်။ဒါဟာကိုယ့်ကိုယ်တိုးတက်အောင်လှုပ်ဆောင်ရမှာအလွန်သုံးဝင်ပါတယ်။ထူးခြားချက်ကတော့ဒီပုံကိုယ်တွေဟာမိမိကိုယ်ကိုဆင်ခြင်သုံးသပ်တတ်ပြီးကိုအားကိုကိုတက်တွေဖြစ်ပါတယ်။အားသာချက်ကတော့မိမိကိုယ်ကိုဆင်ခြင်သုံးသပ်ခြင်းစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်လွတ်လပ်မှုလို့ဖြစ်ပါတယ်။နံပါတ်8သဘာဝဉာဏ်ရည်သဘာဝလောကထဲကအပင်တွေတိရစ္ဆာန်တွေနဲ့ပုံစံတွေကိုခွဲခြားသိမြင်နိုင်စွမ်းဖြစ်ပါတယ်။ထူးခြားချက်ကတော့သဘာဝလောကရှိပုံစံများကိုအတိမတ်ပြုနိုင်စွမ်းဖြစ်ပြီးအပင်များတိရစ္ဆာန်များနဲ့ဂေယစနစ်တွေကိုနားလည်ခြင်းတို့ပါဝင်ပါတယ်။အားသာချက်တွေကတော့ဥယျာဉ်စိုက်ပျိုးခြင်းဇီဝဗေဒပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာတိရစ္ဆာန်ဆောက်ရှောက်မှုတို့ဖြစ်ပါတယ်။ဇီဝဗေဒပညာရှင်တွေနဲ့
စဖို့မှုတွေမှာဒီစွမ်းရည်ရှိပါတယ်နံပါတ်9ဖြစ်တည်မှုဉာဏ်ရည်ဒီအမျိုးအစားကိုလူသားတို့ရဲ့ဖြစ်တည်မှုကိုကျင့်တရားနဲ့စကြဝဠာတို့နဲ့ပတ်သက်တဲ့နည်းနည်းတဲ့မေးခွန်းတွေကိုရှာဖွေနိုင်စမ်းအဖြစ်အဆိုပြုထားပါတယ်ဘဝရဲ့အနှစ်သာရဘာကြောင့်တည်ဆုံးရလဲဆိုတဲ့နည်းနည်းတဲ့မေးခွန်းတွေကိုစူးစမ်းနိုင်စွမ်းဖြစ်ပါတယ်အားသာချက်များကတော့တတနိကဗေဒဘာသာရေးအနှစ်သာရကိုစဉ်းစားတွေးခေါ်ခြင်းတို့ဖြစ်ပါတယ်ဒီဉာဏ်ရည်တွေဟာမိုးရပါလာနိုင်တယ်လို့လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်လဲပုံမူတိုးတက်လာနိုင်ပါတယ်ဒါပေမဲ့မလေ့ကျင့်ပဲထားမယ်ဆိုရင်တော့အားနည်းသွားနိုင်ပါတယ်ဒါကြောင့်တင်းရဲ့အားသာချက်တွေကဘာလဲဆိုတာကိုသိအောင်လုပ်ပြီးစဉ်ဆက်မပြတ်လေ့ကျင့်ပေးဖို့လိုပါတယ်တင်းမှာရောဒီဉာဏ်ရည်9မျိုးထက်ကဘယ်အမျိုးအစားရှိနေတယ်လဲဆိုတာကွန်မန့်မှာပြောပြသွားပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါဘိုင်ဘိုင်